ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့2D မောင်ဆိုင် YouTube channel လေးမှာကျွန်တော်ရဲ့ချစ်ကိုချစ်မရဲ့အားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်ကလာတင်ပေးရတဲ့ဗီဒီယိုလေးကတော့မနက်ဖြန်17ရက်6လ2026เนาะကြာသပတေးနေ့တော့ကိုမဖြစ်မနေကြားရမယ်ဆိုတော့ဝမ်းချင်းလေးရဲ့မေယောခဏန်းလေးတွေเนาะတကွက်ကောင်းလေးကိုလာမျှဝေပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာနော်ကဲအခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့အကိုမတူတယောက်ချင်းစီတိုင်းရလဲဗီဒီယိုလေးကိုမရစ်မကြောက်ပဲပြီးဆုံးတိုင်အောင်ကြည့်ရှုပေးပါဗျာနော်ကဲကိုရီမရဲ့အားလုံးကိုကျွန်တော်ဒီနေ့တင်ပေးခဲ့တဲ့လေးလုံးဝေလေးမှလည်းเนาะကိုပါတဲ့အတွက်ကိုရီမရဲ့အားလုံးကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ကျွန်တော်လေးလုံးဝေလေးကိုလိုက်ထိုးတဲ့ကိုရီမရဲ့အားလုံးကတော့ရရလိမ့်မယ်ပေါက်ကြလိမ့်မယ်အောင်ကြလိမ့်မယ်လို့တော့ထင်ပါရဲ့ဗျာနော်ကဲမနက်ဖြန်ကိုလည်းမနက်ဖြန်ကြာသပတေးနေ့ကိုလည်းဒီနေ့လိုမျိုးပဲအောင်ညင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတဲ့အကိုမရဲ့အားလုံးကဗီဒီယိုလေးကိုမရစ်မကြော်ပဲအစားဆုံးလေးပြီးဆုံးအောင်ကြည့်ရှုပေးပါဗျာနော်ကဲဥစွာပထမကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့အကိုမတူတယောက်ချင်းစီတိုင်းရလဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာတည်ရလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမကောင်တောင်းပေးလိုက်ပါရဗျာနော်ကဲရှေးဥစွာကျွန်တော်နေလိုက်လေးတွေကိုမတော်ခင်နော်ကျွန်တော်မောင်ဆိုင်ရဲ့ဗီဒီယိုလေးတွေကျွန်တော်တင်ပေးတော့သဘောကျကြိုက်နှစ်သက်တဲ့ပါတယ်ဆိုတော့အကိုမလေးတူတယောက်ချင်းစီတိုင်းရလဲအခုဗီဒီယိုလေးကိုလိုက်လမ်းမလေးတယောက်ချက်နှိပ်ပြီးတော့ဗီဒီယိုလေးကိုအများမြင်အများသိအများပေါအောင်နော် share လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပေးတော့ပါလို့ကျွန်တော်ဘက်ကနေမြေတားရက်ခန့်အပ်ပါရဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်နော်17ရက်6လ2026ကြာသပတေးနေ့အတွက်နေတိုင်းလေးတွေကိုသွားမယ်ဗျာနော်ကဲမနက်ဖြန်17ရက်နေ့ကြာသပတေးနေ့အတွက်ကျွန်တော်ရဲ့လေးလုံးခွေလေးကိုအရင်သွားမယ်ဗျာနော်ကဲမနက်ဖြန်အတွက်လေးလုံးခွေလေးကတော့1256ခွေလေးပဲဖြစ်ပါရဗျာနော်ကဲမနက်ဖြန်ကြာသပတေးနေ့အတွက်လေးလုံးခွေလေးကတော့1256ခွေလေးပဲဖြစ်ပါရဗျာနော်ကြားတဲ့ကိုရီမတွေအားလုံးက comment လေးမှတ်ပေးပါဗျာနော်1256ခွေလေးပါနော်ပတ်တိအနေနဲ့ကတော့3ညပတ်တိခွန်ပတ်တိပါဗျာနော်ပတ်တိအနေနဲ့ကတော့3ညပတ်တိခွန်ပတ်တိပါဗျာနော်07ပါဗျာနော်ကဲရင်အတိုင်းပဲအကိုရီမတွေအားလုံးကတော့ပတ်တိကိုမပတ်နိုင်ဘူးမောင်ဆိုင်ရွေးပေးတဲ့မေယောခဏန်းလေးတွေကိုမှထိုးခြင်းပါတယ်တကွက်ကောင်းလေးတွေကိုမှထိုးခြင်းပါတယ်ဆိုတော့အကိုရီမတွေအားလုံးတော့ကိုကျွန်တော်ဘက်ကနေမေယောခဏန်းလေးတွေထုတ်ပေးထားပါတယ်ဗျာနော်3ညနဲ့ပတ်သက်တဲ့မေယောခဏန်းလေးကွက်ကဲခွန်နဲ့ပတ်သက်တဲ့မေယောခဏန်းလေးကွက်ကဲကျွန်တော်ဘက်ကထုတ်ပေးထားပါတယ်ဗျာနော်ကဲ3ညနဲ့ပတ်သက်တဲ့မေယောခဏန်းလေးတွေကိုအရင်သွားမယ်ဗျာနော်3ညနဲ့ပတ်သက်တဲ့မေယောခဏန်းလေးတွေကတော့3ည2 3ည4 3ည8 3ည9ပဲဖြစ်ပါတယ်ဗျာနော်ကြားတဲ့ကိုရီမတွေအားလုံးက comment လေးမှတ်မိပါဗျာနော်ဒါမှနောက်လူကြည့်တဲ့အခါကျရင်လည်းနော်ဗီဒီယိုလေးကိုအစဉ်ကြည့်ရတာအစဉ်ပြေမှာဖြစ်ပါတယ်ဗျာနော်ကဲ3ညနဲ့ပတ်သက်တဲ့မေယောခဏန်းလေးတွေကတော့3ည2 3ည4 3ည8 3ည9ပဲဖြစ်ပါတယ်ဗျာနော်3ညနဲ့ပတ်သက်တဲ့မေယောခဏန်းလေးတွေက3ည2 3ည4 3ည8 3ည9ပါဗျာနော်ကဲ9နဲ့ပတ်သက်တဲ့မေယောခဏန်းလေးတွေကိုသွားမယ်ဗျာနော်9နဲ့ပတ်သက်တဲ့မေယောခဏန်းလေးတွေကတော့ခွန်3ခွန်4ခွန်5ခွန်9ပဲဖြစ်ပါတယ်ဗျာနော်ခွန်နဲ့ပတ်သက်တဲ့မေယောခဏန်းလေးတွေကတော့ခွန်1ခွန်3ခွန်4ခွန်5ခွန်9ပဲဖြစ်ပါတယ်ဗျာနော်ကဲကျွန်တော်ဘက်ကနေအကိုရီမတွေအားလုံးတော့ကိုစေတနာနဲ့လာတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အကိုရီမတွေအားလုံးဘက်ကလည်းအကုန်လုံးလိုက်ထိုးစရာမလိုပါဘူးအကိုရီမတွေချိန်နှစ်သက်တဲ့ခဏန်းလေးတွေကိုယူကစားလို့ရပါတယ်ဗျာနော်ကဲအကိုရီမတွေအားလုံးတော့ကိုမနက်ဖြန်ကြာသပတေးနေ့17ရက်နေ့ကိုတကွက်ကောင်းနဲ့အောင်ညင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့အကိုမတွေအားလုံးတော့ကိုကျွန်တော်စူးစမ်းပြီးထုတ်ပေးထားတဲ့တကွက်ကောင်းလေးရှိပါတယ်ဗျာနော်အဲ့တကွက်ကောင်းလေးကိုထိုးချင်ပါတယ်အောင်ညင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတော့အကိုမတွေအတွက်မနက်ဖြန်ကြာသပတေးနေ့အတွက်ကျွန်တော်တကွက်ကောင်းလေးကတော့3ည1ပဲဖြစ်ပါတယ်ဗျာနော်မနက်ဖြန်အတွက်တကွက်ကောင်းလေးကတော့3ည1ပဲဖြစ်ပါတယ်ဗျာနော်ကဲကိုရီမတွေအလုံးလဲမနက်ဖြန်ကြာသပတေးနေ့မှာငွေတို့ပိုက်နိုင်ကြပြီနော်စီပွားရေးလူမှုရေးအကုန်စားရရအကုန်အဆင်ပြေကြပါစေမင်္ဂလာရှိသောမင်္ဂလာနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေဗျာနော်ကဲမင်္ဂလာရှိသောမင်္ဂလာညချမ်းလေးလည်းဖြစ်ကြပါစေဗျာနော်